တချို့ရည်ရင်းတွေကိုဘာလို့ဖုံးနာလဲသိလားဦးမင်းမောင်လို့ဇနီးမောင်လဲရွာအစွန်ကခြံဝင်းကြီးကိုဈေးပေါ့ပေါ့နဲ့ဝယ်လိုက်ရလို့ဝမ်းသာနေကြတာခြံထဲမှာအသီးအနှံတွေစုံနေတာပဲဒါပေမဲ့ခြံရဲ့နောက်ဘေးခက်လန်လန်အသေးရပင်အောင်မှာရှေးအောင်ရည်ရင်းပြည့်ကြီးတစ်ခုရှိတယ်အဲ့ဒီရည်ရင်းကိုရွာကလူတွေကနှကမ်းမရှိတဲ့ရည်ရင်းလို့ခေါ်ကြတယ်ရည်ရင်းကမြေကြီးနဲ့တညီတည်းဖြစ်နေပြီးအုပ်ပေါင်မရှိဘူးရွာလူကြီးကအိမ်တက်မြင်ကလာလာရင်းနဲ့တခွန်းပဲမှာခဲ့တယ်မင်းမောင်ညဘက်ဆိုအဲ့ဒီဘက်ကိုခြေဦးမလှဲ့နဲ့နော်အမှတ်မထင်ပဲဖြစ်ဖြစ်တမင်တကာပဲဖြစ်ဖြစ်ရေတွင်းထဲကိုတော့ငုံမကြည့်မိစေနဲ့အဲ့ဒီအထဲမှာရှိနေတာရေမဟုတ်ဘူးမင်းမောင်ကတော့ခိပညာတက်ဆိုတော့ရေပဲရှင်နေလိုက်တာပေါ့တညမှာတော့နွားချန်တွေကနွားတွေတစားစားអော်နေတာကြောင့်မင်းမောင်ဓာတ်မီးဆွဲပြီးထွက်လာခဲ့တယ်လာရောင်ကဝါချင်းချင်းပတ်ဝန်းကျင်ကပစင်းရင်ခွဲអော်တန်တော့မရှိပဲတိတ်ဆိတ်လွန်နေတယ်နွားချောင်ကိုစစ်ဆေးပြီးအပြန်မှာရေရင်းပြက်ကြီးနားနေတပုံးပုံးနဲ့ရေထဲတစ်ခုခုကြတန်ကြားလိုက်ရတယ်မိမမင်းလားသူလှမ်းခေါ်ပေမဲ့ပြန်ထူးတန်မကြားရအောင်စွတ်စွတ်ချင်တဲ့ကကြောက်စိတ်ကိုကြော်သွားတယ်သူရေရင်းနားကိုဖြည်းဖြည်းချင်းလှည့်ပတ်သွားကြည့်မိတယ်ရေထဲကနေတရှိရှိနဲ့အသက်ရှူတန်လိုရေပွက်တန်လိုအတန်တွေတိုးတိုးလေးထွက်လာတယ်သူရေရင်းနှခမ်းနားကိုရောက်သွားပြီးဓာတ်မီးနဲ့ထိုးကြည့်လိုက်တယ်ရေရင်းကအရန်နဲ့တာပဲဒါပေမဲ့ထူးဆန်းတာရေမျက်နှာပြင်ကတဖြည်းဖြည်းတက်လာနေတယ်လို့ပဲမင်းမောင်အနားကပ်ပြီးငုံကြည့်လိုက်တဲ့အချိန်မှာရေမျက်နှာပြင်ပေါ်မှာထင်ဟပ်နေတာသူ့မျက်နှာမဟုတ်လောင်အိမ်နဲ့ပိတ်မိနေတဲ့ခွေးအိုကြီးတစ်ကောင်ရှုပ်ပြက်စင်းပြက်ဖြစ်နေတဲ့မိန်းမတစ်ယောက်ရဲ့ရုပ်သွင်းမယ်အဲ့ဒီမိန်းမရေတွေကနေသူ့ကိုစိုက်ကြည့်နေပါးစပ်ကိုဟားလိုက်တယ်သူ့ရဲ့ပါးစပ်ထဲမှာရှာမရှိဘူးအဲ့ဒီအစားလူလက်ချောင်းလေးတွေဟာအပြေးမင်းမောင်နောက်ပြန်ဆုပ်ဖို့ကြိုးစားပေမဲ့သူ့ခြေထောက်တွေကမြေကြီးနဲ့ကပ်နေတယ်လို့ပဲအဲ့ဒီအချိန်မှာပဲရေရင်းထဲကနေအေးဆက်ဆက်အတန်ကြီးထွက်လာတယ်ဟိုမှာနင်းရဲ့အရေးကြံခဲ့ပြီမင်းမောင်ငုံကြည့်လိုက်တော့မြေကြီးပေါ်မှာသူ့အရေးမရှိတော့ဘူးသူ့အရေးကရေရင်းထဲမှာကြံရစ်ခဲ့ပြီရေရင်းထဲကမိန်းမသူ့အရေးကိုခောက်ချိုးချိုးပြီးဝါးစားနေတာကိုမြင်လိုက်ရတယ်အရှိတ်ကိုအကိုက်ခံရတိုင်းမင်းမောင်ရဲ့ခန္ဓာကိုယ်ရဲ့အယိုးတွေကတကြောက်ကြောက်နဲ့ကြိုးကြည်လာသလိုခံစားရတယ်။သူအော်ဖို့ကြိုးစားပေမဲ့သူ့ပါးစပ်ထဲမှာလည်းအေးဆက်ဆက်လက်ချောင်းလေးတွေတစ်ခုပြီးတစ်ခုထွက်လာပြီးသူ့လေပင်ကိုပိတ်လိုက်ကြတယ်။နောက်တစ်နေ့မနက်မှာတော့မင်းမောင်ရဲ့ဇနီးကခြံထဲမှာမင်းမောင်ရှာမတွေ့တော့ဘူး။ရှည်ရင်းပြက်ကြီးတဲ့ကိုငုံကြည့်လိုက်တဲ့အခါကြည်လင်းနေတဲ့ရေမျက်နှာပြင်ပေါ်မှာမင်းမောင်ရဲ့မျက်နှာကူပါအောင်ဆိုတဲ့ပုံစံနဲ့ပေါ်နေတာကိုတွေ့လိုက်ရတယ်။ဒါပေမဲ့အဲ့ဒီမျက်နှာကပြုံးနေတယ်မင်းမောင်ရဲ့ဇနီးကအံ့ဩပြီးရှေ့ကိုဒလန်တိုးပြီးကြည့်လိုက်မိတဲ့အချိန်မှာရေရင်းတွေကလက်ချောင်းလေးတွေကသူမရဲ့ခြေချင်းဝတ်ကိုလှမ်းဖမ်းလိုက်ပါတော့တယ်ဒီရွာလူတွေဘာလို့ရေရင်းကိုအုပ်ပေါင်မခတ်တာလဲသိကြလားအုပ်ပေါင်ခတ်လိုက်အထက်ကအရာတွေအပြင်တက်လာဖို့ပိုလွယ်သွားမှာစိုးလို့ပါပဲ